ဒါမီစီစီမင်းချိုးဖောက်မှုကြောင့်မူတရစ်နှစ်ထိပွဲပယ်ခံရပွဲရှိနေချယ်ဆီအသင်းရဲ့ယူကရိန်းတောင်ပိုင်းကစားသမားမူတရစ်ဟာဒါမီစီစီမင်းချိုးဖောက်မှုကြောင့်နှစ်ထိပွဲပယ်ခံရပွဲရှိနေတယ်လို့သိရပါတယ်မူတရစ်ဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာတည်းကဆေးစစ်မှုမအောင်မြင်ခဲ့ပဲဒါမီစီတုံးဆွဲထားကြောင်းတွေးရှိခဲ့ရတာကြောင့်ဒီဇင်ဘာလကစပြီးအင်္ဂလန်ဘောလုံးဖွဲ့ချုပ်ယာယီပွဲပယ်ပြစ်ဒဏ်ချမှတ်ထားတာပါဒါကြောင့်မူတရစ်အနေနဲ့ချယ်ဆီအသင်းအတွက်ပွဲကစားခွင့်မရတာလက်ကြာမြင့်နေခဲ့ပြီးဖြစ်ပါတယ်ဇွန်18မှာတော့အမူတရစ်ကိုဒါမီစီစီမင်းချိုးဖောက်မှုအတွက်ဆွဲချက်တင်ထားကြောင်းအတည်ပြုကြေညာခဲ့ပါတယ်ဒါကြောင့်မီဒီယာတွေကမူတရစ်အနေနဲ့ပွဲပယ်ပြစ်ဒဏ်နှစ်အထိကြက်ခံရနိုင်တယ်လို့သုံးသပ်ရေးသားခဲ့ကြတာပါမူတရစ်ဟာ2023ဇန်နဝါရီပြောင်းရွှေ့မှာရှက်တာဒိုးနက်ကနေချယ်ဆီကိုယူရိုတန်အထီးမြင့်တက်နိုင်တဲ့ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီးလက်ရှိအချိန်မှာတော့သူ့ရဲ့ဂျော်နံပါ10ကိုပါမာစီလွဲပြောင်းပေးခဲ့ရပါပြီ